ဆွေဆောင်ရမင်းသားဖြစ်အောင်နေတိုးကိုအတူခိုးပြီးလုပ်ခဲ့ပေမဲ့ကြောင်တောင်တောင်ရုပ်ပေါက်နေလို့ဝေဖန်ခံနေရတဲ့အေဂျင့်မောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အေဂျင့်မောင်ကတော့ဆွေဆောင်ရမင်းသားတက်လဲဆိုပြီးတော့ပရိသတ်တွေရဲ့ချစ်ကျူးတာကိုခံကျင်လို့အပြည့်အထန်စူးစမ်းနေပြီလေဖြစ်ပါတယ်အရင်ကစကားတွေဘလောက်ပဲရှိုက်ရိုက်ကာရီတာမပြီးပြမှုအိုဘာဖြစ်နေတယ်ဆိုပြီးလူအများကြားမှာဝေဖန်ခံခဲ့ရပူပါတယ်ဘလောက်ပဲစူးစမ်းနေပါစေပရိသတ်တွေရဲ့အားပေးမှုကိုထင်သလောက်မရခဲ့တဲ့အေးချမ်းမောင်ဟာမကြခင်ချိန်ကမှသူ့ရဲ့စူးစမ်းမှုတွေကအရာစထင်လာခဲ့တာပါ။အိုဝါတင်းနဲ့မင်းသားဆိုပြီးတော့ဝေဖန်ခံခဲ့ရပေမဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ကာရိုက်တာပေါ်မှာစီးမျောနိုင်တဲ့ပုံစံကြောင့်မလို့ကယ်ဒမီတန်းဝင်မင်းသားတလဲဖြစ်လာခဲ့တယ်လို့ပရိသတ်တွေကလည်းအားပေးချစ်ခင်လာခဲ့ကြပါတယ်။သူ့ရဲ့စူးစမ်းမှုတွေကြောင့်လူပညာလောကမှာရောပရိသတ်တွေကြားမှာပါအောင်မြင်မှုတွေရရှိခဲ့တဲ့အေးချမ်းမောင်ဟာအခုဆိုရင်တော့ဒီထက်ပိုပြီးတော့အောင်မြင်အောင်စူးစမ်းနေပါပြီ။အေးချမ်းမောင်ကလက်ရှိမှာအောင်မြင်နေပေမဲ့သူ့ရဲ့ရှိုက်ကူးပုံတွေကထင်သလောက်မဟုတ်သေးတာမလို့ဒီထက်မကအောင်မြင်မှုစူးစမ်းနေရလဲဖြစ်ပါတယ်။သူကဘယ်လိုမျိုးအောင်မြင်ချင်တာလဲဆိုရင်ထိတ်တဲမင်းသားဖြစ်တဲ့နေတိုးလိုမျိုးအောင်မြင်ချင်နေတာပါ။နေတိုးကထိတ်တဲမင်းသားဆိုတဲ့နာမည်နဲ့လိုက်အောင်သူ့ရဲ့ပါရမီကလည်းမသေးပါဘူးနော်။အချစ်အလွမ်းအဆွေဟာတာအပြင်ဘလို့ပုံစံမဲလာနေတိုးဟာကာရီတာပေါ်မှာစီးမျောနိုင်သူတယောက်ပါဘလို့ကာရီတာကိုမဆိုတသားရေးကြအောင်တရုပ်ဆောင်နိုင်တဲ့နေတိုးလိုအောင်မြင်ခြင်းတဲ့အေဂျင့်မောင်ကအခုဆိုရင်နေတိုးလိုမျိုးကာရီတာစီးမျောရင်းနဲ့ဝေဖန်ခံနေရပြီလေဖြစ်ပါတယ်အေဂျင့်မောင်ကအခုလက်ရှိမှာအောင်မြင်နေပေမဲ့သူ့ရဲ့အောင်မြင်မှုတွေကလူတိုင်းအတွက်ရိုးအီနေမှအသေးကြပါပဲသူကကာရီတာမျိုးစုံမရိုက်ဖူးပဲနဲ့သူရိုက်ဖူးတဲ့ဖောက်ပြန်တဲ့ကာရီတာဒရမာပုံစံနေနဲ့သာနာမည်ကြီးနေကြတာလည်းဖြစ်ပါတယ်။အေဂျင့်မောင်ကသူနဲ့လိုက်ဖက်တဲ့ဒရမာတစ်မျိုးတည်းကိုသာရိုက်ကူးရင်နာမည်ကြီးလာတာမလို့ပရိသတ်တွေမြန်မာသူ့ကိုရိုးအီလာမှာကိုစိုးရိမ်တာမလို့အေဂျင့်မောင်ကနေတိုးလို့ဆွဲဆုံရမင်းသားဖြစ်အောင်စူးစမ်းနေရလဲဖြစ်ပါတယ်။သူအခုဆိုရင်မရိုက်ကူးဘူးတဲ့ကာရီတာတစ်ခုကိုရိုက်ကူးရင်ပရိသတ်ချီကျူးတာခံကျပေမဲ့လက်တွေ့မှာတော့ဝေဖန်ခံနေရပြီဖြစ်ပါတယ်။အေဂျင့်မောင်ဟာအခုဆိုရင်သူနဲ့မလိုက်ဖက်တဲ့ဟာတာစကားကိုပုံဖော်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ပုံမှန်သူရိုက်ကူးနေကြလူတွေနဲ့ဟာတာစကားဖြစ်တဲ့စောင့်နေရမယ်ဆိုတဲ့စကားမှာအေဂျင့်မောင်ဟာဟာတာပုံစံရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။အဲကာရီတာကသူ့အတွက်တော့စိန်ခေါ်မှုတစ်ခုဖြစ်မှာတော့အသေးချပါပဲ။ပုံမှန်ရင်မောမရှိတဲ့သူတစ်ယောက်ကဟာတာကားရိုက်ရတာမလွယ်ကူပေမဲ့အေဂျင့်မောင်ကပုံစံအပြောင်းလဲဖြစ်အောင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။သူကကြောက်နေရမယ်ဆိုတဲ့စကားမှာနေတိုးရဲ့တရုပ်ဆောင်ပုံတွေကိုတူခိုးပြီးလှုပ်ထားသလိုပါပဲ။စကားပြောပုံတွေလက်ဟန်ချီရန်တွေကနေတိုးဟာတာကားရိုက်ရင်လုံနေကြပုံနဲ့ဆင်နေတာပါ။အေဂျင့်မောင်ကမရိုက်ဖူးတဲ့ကာရိုက်တာနဲ့ပရိသတ်အားပေးမှုရအောင်စူးစမ်းပြီးတော့တေချရိုက်ခဲ့ပေမဲ့သူ့ရဲ့တရုပ်ဆောင်ချက်တွေကပရိသတ်ကြားမှာပြောစရာဖြစ်နေပါပြီ။သူကရစ်ချက်မောင်မောင်ဆိုတဲ့ကာရီတာကိုပြပြအောင်တေချစူးစမ်းထားပေမဲ့သူ့ရဲ့ပုံစံကကုယိုကာယာနဲ့မသိရင်ကြောင်တောက်တောက်ဖြစ်နေတဲ့လူကြနေတာပဲဆိုပြီးပရိသတ်တွေကဝေဖန်နေကြပြီလေဖြစ်ပါတယ်။သူရဲ့ပုံစံကနေတိုးလိုထပ်တူကြအောင်မလုပ်နိုင်မင်းနဲ့ကာရီတာကတက်တက်လူကတက်တက်နဲ့ဘလို့ပုံကြီးလဲမသိဘူး။နောက်ထပ်မရိုက်ပါတော့နဲ့ဆိုပြီးတော့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။အေဂျင့်မောင်ကတော့ထူးထူးဆန်းဆန်းရှိုက်ကူပြီးတော့အောင်မြင်အောင်စူးစမ်းခဲ့ပေမဲ့ဝေဖန်မှုတွေပြင်းထန်နေတာမလို့နောက်ထပ်မရိုက်တော့ဘဆုံးဖြတ်လိုက်ပြီလေဖြစ်ပါတယ်။သူဘာလို့လဲဝေဖန်တိုက်ခိုက်တာတွေရှိတဲ့ပုံမှာအာယုံမထားခဲ့ပေမဲ့ကြောက်နေရမယ့်စကားတွေကရစ်ချက်မောင်ပုံစံမျိုးနောက်ထပ်ရှိုက်ကူတော့မှာမဟုတ်ဘူးဆိုပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောပြလာခဲ့ပြီလေဖြစ်ပါတယ်။တကားတဲ့နဲ့ကြောက်ခန့်လိုက်ပါပြီနော်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဝယ်သတင်းကြောင်းရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။